ကိုနဲ့ကိုကြီးရတူလားမတူးနော် ဘယ်ရောက်ကြတယ်ကိုယူ ကိုကြီးကြိုက်တာကိုကြီးကဆိုးတာဘယ်လောက်ကြီးရခံတယ်ပြီးပြစ်လောက်ထားရင်လည်းကိုကအဲ့လောက်ထိမချော်သူတို့ရအဲ့လိုချော်တာအဲ့လိုကိုအလိုလိုက်ပြီးချစ်ပေးပြီးနားတဲ့ကိုကြီးကိုသဘောကျတယ်ဟုတ်တယ်အချစ်ခံနေတာကိုကလည်းရမ်းချစ်တဲ့တယ်လေ ဘယ်လိုလုပ်ပါလဲကိုယူ အဲ့တော့ပြောပြတယ်မီးဆိုရင်အခုမှ20အောင်မပြည့်သေးဘူးလေ10ကျော်တက်ထဲမှာပါရတော့ပေါ့ကိုထက်ငယ်ရဲ့သူကြိုက်တော့အဆင်ပြေလောက်ကိုလည်းမခေါ်ချင်ဘူးအဲ့လိုခေါ်ချင်တာတော့မိမသားဆဆန်ချစ်လေးအဲ့လိုခေါ်ချင်တာပေါ့ ကိုကဒါဘလို့ခေါ်နေကြတယ်ကိုကြတော့ဘလို့ခေါ်နေကြတယ်ကိုက ချစ်ကလေး ကိုကမခံသေးဘူးပေါ့ တိုင်းပါမသိအောင်တိုင်းပါဟုတ်โอเคအဲ့လိုပြောပြရင်အကုန်လုံးသိကုန်မှာပေါ့ကိုယ်ပါရဲ့အဲ့ဟာကြတော့ကိုယ်ပါရဲ့တူတူတိတ်တိတ်လေးကပိုကောင်းတယ်လို့ထင်တယ်ပေါ့နော်